ဈေးတွေတက်တယ်ရွှေဈေးတွေတက်တယ်ဆိုရင်ဒိုင်းဆိုဟိုကဒေါ်လာဈေးကတက်တယ်တော့အတန်မကြားသေးဘူးတို့ကကုန်စည်တော့ဒိုင်းဆိုတက်သွားပြီနော်အခုဒေါ်လာဈေးတွေကျတယ်ရွှေဈေးတွေကျတယ်ဆိုရင်တို့ကဘလို့လဲဆိုတော့အတက်ဈေးနဲ့ဝယ်ထားလို့တဲ့ချလို့မရဘူးတဲ့နော်ကျမတို့ပြည်သူတွေကနာဘက်ကကြီးပဲနော်ဆိုတော့လေတက်တော့ကကြတော့သူတို့လက်ထဲမှာပစ္စည်းရှိသေးရဲ့လေဝယ်မမဝယ်ရသေးတာဟုတ်တယ်လားဝယ်မမဝယ်ရသေးတာကိုအဲ့ဒါကိုဖမ်းတက်လိုက်တယ်နော်ဟောကြပြီလဲဆိုတော့တက်စည်းနဲ့ဝင်ထားလို့တဲ့ချလို့မရဘူးတဲ့အဲ့လိုကုန်တယ်မျိုးတွေနော်ဘာဖြစ်လို့လဲဆိုတော့လေကျမတို့ပြည်သူကအမြဲတမ်းခံဘက်ကကြီးပဲနော်တကယ်ကိုဝိသမလောဘကုန်တယ်တွေလူဆိုးတွေကိုနော်ဟိုပြည်သူတွေမှာလေအမြဲတမ်းပဲသူတို့လောက်တဲ့မြောက်ခံရတယ်တက်ချင်တက်သွားတာအခုတက်ပြီးရင်ဘယ်တော့မှပြန်မစင်းတော့ဘူးသူတို့ကအတက်မှာပဲตายရသွားပြီနော်ပြန်ချပြီးတော့လေပြန်ဆင်းပြီးတော့လေဆင်းမှုနော်ဟုတ်လားနော်အဲ့လိုကုန်တယ်တွေအဲ့လိုလုပ်ငန်းရှင်တွေကိုအရေးယူပေးပါထိထိရောက်ရောက်လုပ်ပေးပါနော် ဒီနေ့အတွက်အဟော်ဆုံးဗီဒီယိုဖိုင်ပဲဖြစ်ပါတယ်